ဒီ comment တွေအားလုံးကို reply ပြန်ပေးပါမယ်ခန္ဓာကိုယ်ရဲ့နေရာတစ်ခုကိုအစီကွက်ချလို့မရပါဘူးဒါပေမဲ့ဘိုက်ကအစီအမှန်တကယ်ကြကျင်နေဆိုရင်တော့အခုပြောမယ့်အကြောင်းအရာတွေကိုမိတ်ဆွေတို့အနေနဲ့သိထားဖို့လိုပါဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စားတောင်းတဲ့ဟာရဆောင်တူဒေါက်တာအောင်မဖြစ်ပါတယ်ပထမဆုံးသိထားရမှာကလူတိုင်းကတယောက်နဲ့တယောက်မျိုးဗီဇ genetic တွေမတူညီကြပါဘူးတချို့ကဘိုက်ကနေစပြီးဝါတယ်တချို့ကကြတော့မျက်နှာကနေစပြီးဖောင်းတယ်ဒါပေမဲ့ဝိတ်ပြန်ကြတဲ့အခါမှာအရင်ဆုံးဝါခဲ့တဲ့နေရာတွေကနောက်ဆုံးမှကြလိမ့်ရှိတယ်ဒါကြောင့်စိတ်ရှည်ရှည်နဲ့ရေရှည်ဝိတ်ချဖို့လိုအပ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ genetic မျိုးဗီဇကိုနားလည်ထားတယ်ဆိုရင်ဝိတ်ချတဲ့အခါမှာဒါစိတ်မပြတ်သွားဘဲနဲ့ရေရှည်ခီးဆက်နိုင်ပါလိမ့်မယ်နောက်တစ်ချက်ကဘိုက်အစီအတွက်အဓိကတရခံကအချိုပါဒီတကြားတွေအချိုရည်တွေနဲ့ hidden sugar လို့ခေါ်တဲ့ဒါပြုပြင်ပြောင်းလဲထားတဲ့အစားအစာတွေ process food တွေပေါ့နော်ဥပမာ cookie တွေပေါင်မုန့်ဖြူတွေဒိုနတ်တွေနောက်ကိတ်မုန့်တွေဒီအစားအစာတွေကဒီ visceral fat လို့ခေါ်တဲ့ကိုရင်းကလေးစာအဆီတွေကိုတိုးပွားစေပါတယ်ဒါကြောင့်ဘိုက်မပူခြင်းမှုဘိုက်အဆီကျခြင်းနေဆိုရင်တော့ဒီအချိုနဲ့ process food တွေကို short စားဖို့ကတော့မဖြစ်မနေလုပ်ဆောင်ရမယ့်အချက်ပါနောက်ဒီ comment မှာဆိုရင်လူကမဝပေမဲ့ဝိတ်ချလိုက်တဲ့အခါမှာတကူလုံးကျသွားတာကဒါအဆီထက်ကြွက်သားတွေဆုံးရှုံးသွားတာဖြစ်ဖို့များတယ်ပေါ့နော်နောက်ပြီးတော့အချိန်တိုအတွင်းပြင်းပြင်းထန်ထန်ဝိတ်ချတဲ့အခါမှာဒါမျိုးတွေဖြစ်တတ်ပါတယ်ဆိုတော့ဝိတ်ချနေတဲ့ကာလမှာကြွက်သားဆုံးရှုံးမှုမရှိအောင်တော့ကျွန်တော်တို့ကအသားပမာဏကိုပုံမှန်ထက်တော့ပိုတိုးစားပြီးတင်ပါတယ်အကောင်းဆုံးကတော့ resistance training လို့ခေါ်တဲ့ဒီအလေးမှလေ့ကျင့်ခန်းလေးပါတွဲလုံးတော့အကောင်းဆုံးပေါ့နော်နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ဒီစိတ်ဖိစီးမှုနဲ့အေးပြတ်ခြင်းပါပဲဒီအချက်ကအရန်အရေးကြီးပေမဲ့လူအများစုလစ်လူရှုကြတဲ့အချက်ပါစိတ်ဖိစီးမှုတွေများလာတဲ့အခါမှာအေးတွေပြက်လာတဲ့အခါမှာခန္ဓာကိုယ်ထဲမှာ cortisol ဆိုတဲ့ stress hormone တွေများလာပါတယ်ဒီ hormone တွေရဲ့ effect ကအဆီတွေကိုဘိုက်မှာပိုစုစေပါတယ်ဒါကြောင့်ဘိုက်မပူရင်မှုဆိုရင်တော့အေးဝဝအေးဖို့နဲ့ဒါစိတ်ဖိစီးမှု short ချဖို့ကအင်မတန်မှကိုအရေးကြီးပါတယ်အနည်းပြန်ချုပ်ရမယ်ဆိုရင်တော့မိမိရဲ့ genetic မျိုးရိုးဗီဇကိုနားလည်ပါဝိတ်ချနေစဉ်မှာဒီအချိုနဲ့ process food တွေကို short စားမယ်ဒါအေးဝဝအိတ်မယ်စိတ်ဖိစီးမှုကင်းအောင်နေပြီးတော့ဖြည်းဖြည်းနဲ့ရေရှည်ဝိတ်ချသွားမယ်ဆိုရင်ဘိုက်ကအစီကျလာပါလိမ့်မယ်အလုံးစင်ပေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်